အိမ်တောင်ရေးပြဿနာအဖြေရှာတဲ့ဘုံဘုံကိုမိကုံးလေးတစ်ခုလာမေးတယ်ဆိုတာအထက်ကိုတရားဟောစီချင်တာပါဦးစင်းဖေရတဲ့တပည့်တော်ရဲ့ယောက်ျားကတဲ့တပည့်တော်ကိုထားခဲ့ပြီးနောက်တစ်ယောက်ယူသွားပါတယ်ဖေရတဲ့တပည့်တော်ဘယ်လိုဖြေရပါမလဲဖေရတပည့်တော်ကိုတရားပြပေးပါအောင်ဖေရတဲ့ပေါင်းသင်းလာတာနှစ်ပေါင်း40တောင်ရှိပါပြီဖေရတဲ့ဒါလေးလာမေးထားတာဖြစ်ပါတယ်အိမ်တောင်ရေးပြဿနာတွေနဲ့ပတ်သက်လို့စိတ်ဝမ်းကွဲလို့လမ်းခွဲလိုက်ကြတဲ့အိမ်တောင်ရေးတွေအများကြီးရှိပါတယ်လူအမျိုးမျိုးစိတ်ထွေတွေဆိုတဲ့အတိုင်းပဲလောကကြီးမှာနေကြရတဲ့အခါမှာတချို့ပုံကိုယ်တွေကအိမ်တောင်ရေးမှာအဆင်မပြေဘူးစီးပွားရေးဘက်မှာတော့အဆင်ပြေတယ်တချို့ပုံကိုယ်တွေကအိမ်တောင်ရေးဘက်မှာတော့အဆင်ပြေတယ်စီးပွားရေးပိုင်းကျတော့အဆင်မပြေဘူးတချို့ပုံကိုယ်တွေကစီးပွားရေးလည်းအဆင်မပြေဘူးအိမ်တောင်ရေးလည်းအဆင်မပြေတဲ့အိမ်တောင်တွေအများကြီးရှိကြပါတယ်အဲ့တော့အဆင်မပြေလို့လမ်းခွဲကြတယ်ဆိုတာနဲ့ပတ်သက်လို့ကံကုန်လို့လမ်းခွဲကြတယ်လို့ပဲသဘောထားရမှာဖြစ်ပါတယ်တက်မဲ့ရုပ်ဝတ္ထုပစ္စည်းတွေတောင်မှငါပိုင်ပါတယ်လို့တွေးထားတာခြေကြောင့်တော်၎င်းမိကြောင့်တော်၎င်းတခိုးကြောင့်တော်၎င်းဓမြကြောင့်တော်၎င်းရန်သူမျိုး၅ပါးတစ်ပါးပါးနဲ့တွေ့ရင်ပစ္စည်းရသေးတာပဲတက်ရှိတရဝါဖြစ်တဲ့လူတွေကြတော့သူ့မှာစိတ်နဲ့ကိုယ်နဲ့ဖြစ်တဲ့အတွက်သူ့စိတ်နဲ့သူ့ကိုယ်နဲ့သူ့ဆုံးဖြတ်ခွင့်နဲ့သူရှိတာမို့လို့ဘယ်ကကိုပိုင်တယ်လို့ပြောလို့ရမှာလေဗျာဒါကြောင့်မို့ကံကုန်လို့လမ်းခွဲရတယ်လို့ပဲသဘောထားပြပါအင်တော်ရေးကိစ္စနဲ့ပတ်သက်လို့ဘုံဘုံကစာလေးတစ်ပုဒ်ဖတ်ဖူးပါတယ်တခါတော့ကဇနီးမောင်နှံ2ယောက်မင်္ဂလာဥညမှာမိဘများကသူတို့ဘဝနဲ့ရင်းလို့ရလာတဲ့အသည့်တွေကိုလာပြီးတော့မျှဝေကြတယ်ညအိတ်ခါနေအချိန်ပေါ့လာမျှဝေတော့အမေဖြစ်တဲ့သူကပြောတယ်ငါသားတဲ့အမေပြောမဲ့စကားတွေကိုတေချာနားထောင်နော်အိမ်အောင်တဲ့ယောက်ျားဆိုတာရွက်နဲ့တူတယ်အိမ်အောင်တဲ့အမျိုးသမီးဆိုတာတက်နဲ့တူတယ်အိမ်အောင်ရေးဆိုတာလှေနဲ့တူတယ်အသားရဲ့လို့ပြောပါတယ်အမေပြောတဲ့စကားတွေကိုကျွန်တော်နားမလည်ဘူးဗျာအမေရှင်းပြပါမယ်ရွက်နဲ့တူတယ်ဆိုတာကငါသားရွက်လေတွေမြင်မှုတယ်မလားမြင်မှုပါတယ်အမေအဲ့ဒီရွက်လေများဟာရွက်လေကြီးနဲ့လေဆံခရီးကိုတွားရတဲ့အခါမှာရေတွေဘလောက်ပဲကြမ်းကြမ်းရေဆံခရီးကိုလေတာတိုက်မယ်ဆိုရင်ချောချောမွေ့မွေ့နဲ့တွားနိုင်တယ်အဲ့လိုပဲလင်ယောက်ျားတွေဟာတခါတလေကြတော့စီးပွားရေးတွေအဆင်ပြေပြီးဝင်ငွေတွေကောင်းတဲ့အခါမျိုးတွေလည်းပဲရှိတယ်အဲ့လိုဝင်ငွေကောင်းတဲ့အခါမျိုးဆိုရင်အိမ်တော်ကြီးကလည်းချောချောမွေ့မွေ့နဲ့အဆင်ပြေတာပေါ့သားရဲ့အေးဝင်ငွေမရှိတော့ဘူးဝင်ငွေတွေချွတ်ချုံကြလာပြီဆိုရင်အိမ်တော်တဲ့အမျိုးသမီးတွေကအဲ့ဒီလင်ယောက်ျားတွေကိုစိတ်ဆိုးကြတယ်အပြစ်ရှာကြတယ်အပြစ်ပြောကြတယ်ငါသားရဲ့အိမ်တော်တဲ့အမျိုးသမီးဆိုတာတက်နဲ့တူတယ်အဲ့ဒီရွက်လေကြီးကလေတိုက်ပြီးတော့လိုရာခရီးကိုလေဆံခရီးတွေကိုတွားနေတဲ့အခါမှာနောက်ကနေအသားလေးပက်ထိန်ပြီးရုံပါပဲခါတလေလေမတိုက်တော့ဘူးစီးပွားရေးတွေအဆင်မပြေတော့ဝင်ငွေတွေမရှိတော့ဘူးဆိုရင်အိမ်တော်တဲ့အမျိုးသမီးတွေအနေနဲ့သူတို့လည်းပဲဝိုင်းကူပြီးတော့လော်ပေးရမှာဖြစ်ပါတယ်ဒီအချက်ကိုအမျိုးသမီးများဟာမေ့နေတာဖြစ်ပါတယ်အိမ်တော်ရဲ့အဆင်မပြေဘူးစီးပွားရေးအဆင်မပြေဘူးပဲညင်းနေတာသူကိုယ်တိုင်ဟာဘောဒီတက်နဲ့လော်ရက်လာဒါကိုသတိထားရမှာဖြစ်ပါတယ်တခါတလေကြတော့ရွက်လေကလည်းလွင့်ပါရဲ့တက်ကလည်းလှော်ပါရဲ့လေကမကောင်းပြန်လေကပေါက်နေပြန်ပြီဆိုရင်လည်းပဲအဆင်မပြေဘူးလေပေါက်နေပြီဆိုရင်ဘယ်လိုလိုရခီးကိုရောက်တော့မလဲလေပေါက်နေတယ်ဆိုတာကတယောက်နဲ့တယောက်တဦးနဲ့တဦးစိတ်ဝမ်းကွဲနေကြတာဖြစ်ပါတယ်စိတ်ဝမ်းကွဲနေကြပြီးနားလည်မှုတွေလွယ်တန်တရားတွေဖြစ်နေကြပြီဆိုရင်လေအဲ့ဒီဇနီးမောင်နှံတယောက်ဟာဘယ်လိုလုပ်ဒီဘဝအိမ်တော်တဲ့ဘဝခရီးကြီးကိုချိဆက်ကြမလဲပေါ့အကြောင်းပို့အချင်းချုပ်ပြောချင်တာကတော့မယောက်ျားဆိုတာရွက်နဲ့တူတယ်လေတိုက်တဲ့ခါလည်းရှိမယ်လေမတိုက်တဲ့ခါလည်းပဲရှိမယ်လေတိုက်မယ်ဆိုရင်အမတန်ကြမ်းတမ်းတဲ့ရေဆံခရီးကိုလည်းပဲချောချောမွေ့မွေ့နဲ့တွားနိုင်တယ်ဒါကလည်းလေမတိုက်တဲ့အခါမျိုးတွေဆိုရင်တော့သူလည်းပဲတွားနိုင်မလဲဗျာမျိုးသမီးတွေကတက်နေတူတယ်ယောက်ျားတွေကလေတိုက်လို့ရေဆံတို့ကြမ်းတမ်းတဲ့
ခကြီးတွေကိုတွားတဲ့အခါမှာထိမ့်ပေးလိုက်အောင်ပဲတကယ်လို့လေမတိုက်လို့သူတို့လည်းအစင်မပြေတော့ဘူးဆိုရင်နောက်ကနေလော်ပေးုံပဲရှိတာပေါ့တယောက်နဲ့တယောက်တန်တရားဖြစ်တာတန်တရားဆိုတာအမှန်မရတာပဲဖြစ်ပါတယ်တယောက်နဲ့တယောက်စိတ်ဝမ်းမကွဲဖို့ရည်ကြည်ပါတယ်စိတ်ဝမ်းလည်းမကွဲဘူးစင်ပြေတယ်ရွက်လေကလည်းကောင်းတယ်တက်ကလည်းပဲပုံမှန်လေးထိမ့်ပြီးတယ်ဆိုရင်အဲ့ဒီအိမ်တောင်ကြီးဟာဘယ်မှာပြောပွေရရှိတော့မှာလဲဗျာဒါကြောင့်မို့တယောက်ကိုတယောက်နားလည်မှုတွေပေးပြီးတော့အိမ်တောင်ရေးဘဝခရီးကိုရှေ့ဆက်ကြတဲ့အခါမှာယောက်ျားကနှစ်ယောက်ျားကရွက်နဲ့တူတယ်အမျိုးသမီးကတက်နဲ့တူတယ်အိမ်တောင်ကြီးကလေနဲ့တူတယ်ဒါလေးကိုသဘောပေါက်ပြီးတော့အိမ်တောင်ရေးဘဝခရီးမှာချောချောချူချူအဆင်ပြေနိုင်ကြပါစေခင်ဗျာအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာကြပါစေ